င်္ဂါဖြင့်ဘောဘာတော်တရားများကိုဖေရှားသုတိလောဘဆင်းအောင်ဘုရားသစ္စာတရားလည်းနဲ့ဒီဒီဆုံးချောကောင်းမှုစေရလုံးကောင်းများလာရောင်းပြီးတာဆက်တဲ့တော်ရင်ဒီဒါကမ္မထာဘောညာတို့တရားလို့ဘုရားရှိကောင်းတို့မြတ်ဆောင်ချောတာဒီလူကြီးရဲ့အာဟုတော်မှုအောင်းအောင်ပြုပြီးယခုမြတ်စွာဘုရားဆောရောက်တော်မူစာရှင်နဲ့စမီးရနဲ့လာတဲ့သောဘောဓိဘာသာတော်ဘုရားဆုံးမှာလို့စတဲ့နေရာဤဟာဒနာနာလို့ဆိုလာဆိုင်နေဘုရောခဏရောတော့ရာယုဟိမူစေတိဒုလဘကိပါတိဧလာဘုနောဘုတော်ဒီဝါနေဘုရော